ကောင်းခင်ဘုံ၌ဘုရားသခင်၏ဗိမာန်တော်သည်ဖွင့်ထားလျက်ရှိ၍ကိုယ်တော်၏ဗိမာန်တော်၌ပြည့်ညင်တည်တာတော်သည်မြင်ရ၏မေတော်နဲ့ပြည့်ညင်တည်တာတော်နဲ့ယေရုရှလင်ဗိမာန်တော်ကြီးအခက်ရှိခံတော်ပြည့်ညင်တည်တာတော်ကြီးရောက်သွားရောက်ဆုံးသွားတာပေါ့ဒီကနေ့ပြန်လဲတော့ကျမ်းပြောတာခံဒီဆက်တိကိုယ်တော်၏ဗိမာန်တော်၌ပြည့်ညင်တည်တာတော်သည်မြင်ရ၏ကျွန်တော်တို့ဒီစရဒီတိတ်စရမယ်ဒါဆိုကျွန်တော်တို့များဘာဖြစ်လို့မေရောကိုယ်ကိုတိုက်တဲ့နေနဲ့ရှင်းပါရမယ်အမိအတင်းတော်ရဲ့ဝိပုကူကိုချင်းကလန်ဒါကျွန်တော်တို့ဝိညာဉ်ရဲ့အတွက်တော့ကိုထောက်အကူပြုတဲ့ဒီလိုမျိုးနဲ့ခွန်အားလာဒီစနစ်ဖြစ်ပါတယ်ဒီဇင်ဘာလ10ရက်နေ့မှာမေရောဒီခေမရဲ့အတိမဲ့လူဖြစ်ကိုတော်ချင်းပရိသေကိုတော်ပြီးရင်ခရစ်မတ်ကိုသူငယ်တော်ယေရှုပါမြတ်တော်မူပြီးရင်ဝါလွယ်ဒီဘယ်လမြို့မှာသူချီထားတဲ့သူငယ်တော်ယေရှုလေးကဝရိတောင်ပေါ်မှာလဲမဲတော်ဟာပြည့်စုံသူပြန်ချီစင်ပြန်ချမ်းမြောက်တော်မူတဲ့တခင်ခရစ်တော်မူကောင်းငယ်တဲ့ပန်တီကော့စ်ဝေရောဖျားပြီးတော့မေရောလည်းသူ့နောက်လိုက်အစင်ဆမ်ရှန်ခန္ဓာနဲ့ဝိညာဉ်မှာမူကောင်းငယ်တို့ပြင်ဆောင်ခြင်းယုတ်တိရှိသလားအများရှိတယ်ဘာမှကျွန်တော်တို့ကကျမ်းစာထဲမှာမပါဘူးဆိုတာနေရာထက်တို့ယုံကြည်ခြင်းသူရဲ့ဇာတ်လမ်းလေးရကျွန်တော်တို့ဒီကမ္ဘာဦးကျမ်းရဲ့စီတွေပဲဖြစ်ဖြစ်အဲနောက်နဲ့ Prophet Elijah တို့အရှင်သာဘုရားခင်ပေါ်ဆောင်သွားတယ်ဟန္တာဆိုယဟန်တာရဲ့အလောင်းလေးကြည့်အောင်ဒီကနေ့ဆိုရင်ဘိုးဝါမှာစင်ဖရန့်စစ်ဇေးရောမမှာဇေဆုတဲ့ဘုရားကျောင်းထဲမှာသူ့ညာဖက်လာမသိဘူးဖက်ထားတော့ထောင်ကောင်းမှာကစီကျော်ချင်းမင်္ဂလာနဲ့ကဲတဲ့ချင်းပြီးတဲ့လက်တော်စင်ဂျွန်နဲ့ထွန်းတာတာစံပြေထူဝန်တော်ဆွေညာဖက်လေရာဟိုမှာသူ့ဟောင်းစီတယ်မဖို့မတူဘူးမာရီဂေါရတီတို့စင်အန်တိုနီယပါဒွာတို့ဆွေပါဒွာမြို့မှာတွေ့ရဒီတရားဒေသနာဟောတဲ့ရှားလေးရဒီတိုင်းပဲရှိတယ်ဒါတွေအပြားခင်ကိုယုံကြည်တဲ့ဌာနလေးရဲ့ဘဝမေရောတော့ပြောရှာလို့ပါဘူးဒါကြောင့်မေရောတခေမမူကုန်းကပင်းဆောင်ခြင်းခါရတဲ့နာမည်မှာကိုခံယူထားတဲ့ဒီဖျားကြောင်းတော်မှာမေရောတခေမရဲ့ကောင်းကင်ဘုံတို့ပင်းဆောင်ခြင်းခါရတဲ့ဘွေကိုကျင်းပရတာအလုံးပဲတင်းတယ်ဟာပါလေဒီမှာကြည့်ရမေရောသားသမီးရ3ပုံနဲ့ပုံမေရောသားလေးရ3ပုံနဲ့ပုံအဖသမီးတော်ရဲ့အလိုဆန္ဒကိုကောင်းကောင်းမွန်မွန်လိုက်နာဆောင်လွှဲနိုင်ဖို့ရာအဖသမီးတော်ဖျားရဲ့အလိုတော်ကိုလိုက်နာဆောင်လွှဲခဲ့တဲ့မေတော်ရဲ့ဆုံးမမှုကိုခံဖို့ကျွန်တော်တို့ဘုန်းကြီးဒီ sister တွေညာတင်ကြောင်းသားမေတ္တာကြောင်းကိုဒီခရစ်ယာန်တွေကဒါတော်လို့တယ်ဒါကြောင့်ဒီမေတော်ဖျားကိုကိုကျင်းပရတာဟာကျွန်တော်တို့တပည့်အမိမေတော်မာရိယာကို
chimita ne draji muku ya tada le maka haya ye jiro ne du mero de kema soma mu jao di han ki ten jo ma ya ten sibu ten du ja de han lo mya poromo chin ye ati apun mya sul ko nai ja ba si lo uswa pathama sanda pyu sumon sutong pi lai ba le mero de kema no ka ma ti sin ke de tet ta kong song de kha khana bu de winyin gong ken do pen song chen kha ya le so la kana u ba da tu ya yong ji ke de ana ku pop le ha men ji pai de twelve ga ni bi do yong ji ya chit ji nya ke de di a chong yin ga do a pi yin ne a ju set phit de khana ku ru ruan piet si chet de ti chen de ya ga ni lok ken de su de a chet ku thao pia de ti khan chen be phit ba le da jo me lo de khem ma mu kong ken do pen song chen kha ya de su ra ku ko na pyo do lo jan sa the ma do ma pa bu da bi me me lo de khem ma kong ken do pen song chen kha ya chen haဘုရားသခင်လူသားတွေကိုကယ်တင်မဲ့စီမံကိန်းမှာမေတော်ကဘုရားသခင်ရဲ့အစီခံဖြစ်လွတ်လွတ်လပ်လပ်သူတို့ကပူပေါင်းပါဝင်ခြင်းကြောင့်ဖြစ်ပါတယ်။ဒါကြောင့်မေတော်ဟာသားတော်ယေရှုရဲ့ကယ်တင်ခြင်းစီမံကိန်းမှာသားတော်နဲ့သူတလုံးသဘောထဲပါဝင်တဲ့သူသားတော်ရဲ့ဒီရှင်ကနေရှင်မင်းဖျက်တော်မူပြီးဘုံလုံးတော်နဲ့ပြီးဝတဲ့ပူတော်ရှင်ရဲ့အောင်ပွဲ၌ဝိညာဉ်တဲ့ခန္ဓာကိုယ်ပါဝင်ခြင်းပဲဖြစ်ပါတယ်။အဲကြောင့်တာလူကချမ်းသာတဲ့မှာဘုရားသခင်ကလူသားတွေကိုကယ်တင်မဲ့စီမံကိန်းမှာမေတော်အရေးကြီးတဲ့အခန်းကဏ္ဍမှာပါလို့တရားနဲ့တော်ရဲ့မြင့်တော်ပြန်တဲ့အခါမှာမေတော်မာရိယာကကျုံမဒီဘုရားသခင်အစီခံဖြစ်ပါ၏အမင်းတော်အတိုင်းဖြစ်ပါစီဆိုပြီးတော့ပြန်လဲဖြေကြားခဲ့ပါဒီဖြေကြားတဲ့အဖြစ်ရဲ့နောက်ပိုင်းမှာအသက်တာရလိုက်ရတယ်မေရမာရိယာကမိမိကိုယ်ကိုဘုရားသခင်မိခင်ဖြစ်လက်ခါလိုက်ခြင်းဟာလေဘုရားရဲ့အလူတော်ကိုသစ္စာရှိရှိတတဝီမတင်လိုက်နာမယ်ဆိုပြီးတော့ဂတိပေးလိုက်ခြင်းဖြစ်ပါတယ်ဒီနေရာမှာသားတော်ယေရှုကလူအဖြစ်ကိုလူပြီးလူလောကထဲကိုကြွလာတဲ့အခါတခင်ယေရှုရဲ့ခံယူချက်နဲ့ဆင်းသူတာကိုလည်းတွေ့ရပါတယ်ဟေဘရုကျမ်းထဲမှာတခင်ခရစ်တော်ကဥသခင်ဥတော်ရဲ့လူတော်ဆောင်ရွက်ရာအကျဉ်းတို့ရောက်ရှိလာပါပြီလို့ဒီသာထားသားတော်ယေရှုကသမီးတော်ဘုရားနဲ့အလူတော်ကိုလည်းဝါကားတိုင်းမှာတည်တဲ့တရားလိုက်နာခဲ့တယ်လို့မေရမာရိယာကလည်းကာဝရီတော်အထိသားတော်ယေရှုနဲ့သူရှောက်လန်းခဲ့တယ်မေတော်ဒါကြောင့်လို့ဘုန်းတော်ကြီးကပိတ်ခတ်တဲ့မိမှာထားတဲ့ဂတိမေဒီလာရတဲ့ဒီတတတိစာခါယူတဲ့ချိန်မှာခါယူတိစာရပစတ်ဖျာတိစာမဟုတ်တဲ့နှလုံးသားဘဝကိုကျွန်တော်ရဲ့တိစာခါကမေတော်လူခါတဲ့ဆိုတော့ဒါထက်ကျွန်တော်ရဲ့သာသနာပြုလုပ်လာတာပူပြီးတော့အတိအပွင့်ပြီးအောင်မှာဖြစ်ပါတယ်The Setema Meroga Magnificat, my soul magnify the Lord. The Gucci of the candy, Napu, Jimmy and Dohayaku, few dollars, be to 3 joy. Amen, Mero. Bajoles were Mero the Kemaha, Mimi Gugu, name Chabiro. Say a million 3 joy, inside that Timale. ဘုရားသခင်စီမံတူထားတဲ့ဂတိကိုတန်လျာရှိတော်ပါတစ္ဆာရှိရှိ
လွေလုံးလာအပြည့်အဝနဲ့ဘုရားသခင်ရဲ့စီမံကိန်းမှာသားတော်ဘုရားနဲ့သူကယ်တင်ခြင်းလုပ်ငန်းမှာစိတ်ရောသူပါတက်တက်ကြွကြွအဆုံးအထိထိုက်အောင်ပါဝင်နိုင်ခဲ့တဲ့မေတော်မာရိယလည်းဖြစ်ပါတယ်။ဒါကြောင့်မေတော်ကဘုရားရှင်ရဲ့အလိုတော်ကိုချစ်မိတာပြီးဝနဲ့ဘဝတစ်ခုလုံးနဲ့လိုက်နာတဲ့အတွက်ကျွန်တော်ခရစ်ယာန်များအားလုံးကိုစာနမူနာစံထားဖြစ်ပါတယ်ဘုရားသခင်ကမေတော်ကိုလူသားတွေရဲ့ကယ်တင်ခြင်းစီမံကိန်းမှာပါဝင်ဖို့ဖိတ်ခေါ်တယ်လို့ကျွန်တော်တို့တူစီကိုလည်းပဲဒီကနေ့ဘုရားသခင်ကမေတော်ကိုဖိတ်ခေါ်နေပါတယ်မေတော်ခင်မှာဒီစီမံကိန်းကိုလက်ခံပြီးကြတဲ့ဒုက္ခအခက်ခဲနဲ့စာတင်တဲ့စီစာအောဂတ်စတုစီရဲ့ကောင်းစင်ကောက်ဖို့အတွက်ဇာတိမီပယ်ရမြို့မှာညတွင်ချင်းကူဝန်တဲ့အမှားနဲ့ဘယ်နာမှာဝင်ရပြီဝါရတာပဲမွေးဖွားတဲ့အခါမှာလည်းနားတော်မဟုတ်ဘူးနွားတင်ကိုမှာမကြာသေးဘူးဟေရိုမင်းကျသူ့အသေးကိုရှာစကားမတူခြင်းချင်းမှုကိုပြတဲ့တိုင်တပါကိုအီဂျစ်ကိုဒီကိုညတွင်ချင်းပဲထွက်ပြီးကာရီတော်မှာအတိတ်မဲ့ဖြစ်နေတဲ့သားတော်ရဲ့ခန္ဓာကိုယ်ကိုရင်မှာပိုက်ထားအမောင်ချစိတ်တော်ကအပြည့်အဝအမေရောအစေတာကြလားမကြောက်ခုနေ့တော့ပဲကျွန်တော်တို့တွေဟာလည်းပဲယဟန်ဘဝအနေနဲ့တော်လည်းပေါ့တီလာစေဘဝအနေနဲ့တော်လည်းပေါ့ယဟန်လုံးတီလာစေလုံးများနဲ့ခရစ်စမြအနေနဲ့တော်လည်းပေါ့ခရစ်တော်လောက်လိုက်တဲ့အခါဒုက္ခနဲ့ဒုက္ခကောင်းနဲ့ပန်းနဲ့ရင်သွေးပြီးတော့တွားရမည်လို့ခါလူပြီးတော့ဖြစ်ရကားတိုင်းကိုပြုံးလေးနဲ့ဖက်နာရအောင်ခရစ်တော်ကငါနောက်ကိုလိုက်လို့တော့သူဒီမိမိကိုမြင်ပေ၍မိမိရဲ့လေဝါကားတိုင်းကိုထမ်းကငါနောက်ကိုလိုက်ရမည်လို့မိန့်ကြတယ်တကယ်ခရစ်တော်ကနင်းကားတိုင်းထမ်းပြီးငါရှိမှသွားဆိုတော့မခိုင်ဘူးငါသွားတဲ့လမ်းအတိုင်းလိုက်ပါအဲ့ဒါဘုသူပါဒုက္ခပါပဲဒါကြောင့်မေတော်ကသားတော်ကြီးဆိုတဲ့ကားတိုင်းလမ်းမှာဒုက္ခတွေကိုမကြောက်မရွံ့ပဲခံထားနိုင်တာကတော့မိမိရဲ့ဘဝကိုဘုရားသခင်အတွက်လုံးလုံးလျာလက်အနန္တပူဇော်ခဲ့တယ်တခါပဲပူဇော်တာမဟုတ်စိတ်ကလည်းမိနစ်ပိုင်းမှာပဲပူဇော်နိုင်လို့ဝိရောဘုရားကိုမိမိဘဝမှာရှင်းတန်းစီခဲ့လို့ဒါကြောင့်ကျွန်တော်မေတော်ဖြစ်တယ်တရားကြည်ညိုရဲဆိုရမေတော်ရဲ့ဘဝအတူတူကိုပဲဖြစ်ပါလေဒါမှကျွန်တော်တို့ရှိရဲ့ဟော်ရမုန်ချင်းလမ်းရှိပဲကားတိုင်းထမ်းရင်မေတော်ရဲ့နေတာလေးကိုကျွန်တော်တို့လိုက်ထူရင်ကိုရောရှင်စီသွားရမည်ဒါကြောင့်မေတော်သခင်မမူကုန်းရဲ့ပေးဆောင်ခြင်းခါရတာမူတဲ့ဘွေတော်ဘွေနေမှာဖယားသခင်ကသူ့ရဲ့တနာကရုဏာတော်ကိုထင်ထင်ရှားရှားပေါ်လွင်ရှိခဲ့တဲ့ဘွေတဲ့ဖြစ်ပါခုနကျွန်တော်တို့ကြားသိရပြီဘုရားသခင်ဓမ္မခါယူရရှိထားသောတန်ရှင်သောဝိညာဉ်တော်ပြီးမှတော့တံဘောလွားလည်းကျွန်တော်တို့အားပြီးခဲ့ဒါကြောင့်ကျွန်တော်တို့ရှိရဲ့ခန္ဓာကိုယ်လည်းပဲခရစ်တော်ရဲ့အစိတ်အပိုင်းများဖြစ်တဲ့အတွက်ကြောင့်မေတော်ရဲ့တန်ဆင်းဖြူစင်ခြင်းပါရမီကိုအတူတူပြီးအသက်ရှင်ခြင်းအဖြစ်ကောင်းကင်ဘုံမှာမေတော်နဲ့ဆန်ဆန်းနိုင်ဘူးဆိုတာဟာဒီကနေ့ဝိညာဉ်ကျင့်ပါခြင်းရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ဒါ
ကြောင့်ကျွန်တော်တို့ဒီအပြစ်နဲ့ဒီမွန်တဲ့အခါအပြစ်ရဲ့ကြီးကျုံတွေဖြစ်လာတယ်ခရစ်တော်သခင်ကတော့ဒီချင်းနဲ့ရှင်ပြန်ထမြုပ်ခြင်းအဖြစ်အပြစ်ရဲ့ကြီးကျုံကနေလွတ်မြောက်စေတဲ့အတွက်အပြစ်ရဲ့အနောင်အဖွဲအမိုက်မုံကနေရုံးထွက်ပြီးအလင်းရဲ့သားသမီးတွေဖြစ်လာဖို့မေရောရဲ့ဖြူစင်ခြင်းနှိမ့်ချခြင်းနဲ့တစ္ဆာရှိခြင်းစတဲ့ကျင့်စဉ်တို့အတူတူပြီးတော့ကျူးစာကြရမှာဖြစ်ပါတယ်။မေရောတခင်မဟာမင်းဆန္ဒကိုအပြည့်အဝမြင်ပဲဘုရားသခင်ရဲ့အလိုတော်ကိုလိုက်နာခဲ့တဲ့လိုပဲကျွန်တော်အားလုံးလည်းပဲဘုရားရဲ့အလိုနဲ့မကိုက်ညီတဲ့အာယုံ၅ပါးရဲ့ဆန္ဒကိုမြင်ပဲနိုင်ရမိမိတို့ရဲ့ယဟန်နဲ့ဒီလာရှင်နဲ့ခရစ်ယာန်တို့ရဲ့စုထားတဲ့တစ္ဆာဒီကျွန်တော်တို့ဂိုင်းကနာမှာကျွန်တော်တို့ဇီတာထားတဲ့ constitution ဥပဒေပါဠိအားမာဒထရီစာဆိုရင်ခယာတ်ခေရဲ့အလူဆန္ဒကိုဇီတာထားတဲ့စာအုပ်မေဒီလာတွေတော်တဲ့အရင်ကြီးတယ်ဒါကြောင့်ကျွန်တော်တို့မေရောခေမဟာမိမိရဲ့ဆန္ဒကိုချုပ်သိနိုင်ပြီးတော့သူရဲ့ဘဝကိုရွေးလုံးကဇူတောင်းနဲ့အလံဖြူထောင်မေတော်ဖြစ်တဲ့မေတော်ကိုသင်္ကကြပါစို့မေတော်ဒီခေမဖာတီမာမြို့မှာကလေးသမုထာမှာထင်ရှားပြတဲ့အခါအဓိက message မှာကြားတဲ့အရာကအပိကနီနောင်တယူပြီးအပိဒံစတ်ကြကြပါနောင်တရခြင်းနဲ့စတ်ခြင်းအဖြစ်လူသားများအမိုက်မောင်ထဲကသူပို့တဲ့လမ်းကနေကဲတဲ့နိုင်မှာဖြစ်တယ်အထူးသဖြင့်စိတ်ပတိကိုမြတ်နိုးစွာမာမစိတ်အားဖြင့်လောညအိတ်တဲ့အချိန်မှာလောအားတဲ့အချိန်မှာလောလမ်းလျှောက်တဲ့အချိန်မှာလောစိတ်ချင်းအားဖြင့်အတိပူပူတဲ့နောက်ဆက်ခြင်းတွေကိုခုခံတွန်းလှန်နိုင်မှာဖြစ်ပါတယ်ဇာန်တာပုံဂျွန်ပေါ်ရစကေလာပါတယ်ပါပြောလဲဆိုတော့ဒီစိတ်ပတိစိတ်ချင်းဟာသူတော်မြတ်ကူချင်းပြီးတဲ့နောက်ပိုင်းမှာအလှမဆုံးမေတော်နဲ့ယဉ်ပြီးတော့တားတော်နဲ့ပေါ်ဆက်ခြင်းဒီလိုတွေ့ကြုံပါစားခဲ့အဲ့ဒါကြောင့်ဒီကနေ့ကျွန်တော်တို့ဗမာပြည်မှာလည်းပဲကျွန်တော်တို့စကိုင်းတိုင်းချင်းပြည်နယ်မှာလည်းပဲငိမ့်ချမ်းကြီးရလူနေတယ်ကျွန်တော်ကြားပြရတဲ့အတိုင်းပဲရင်ကောင်တော်ငါးလုံးမရတဲ့ DSC မြေမြို့စစ်တက္ကသိုလ်လေးမှာလည်းဘုံပြီးကြားပြီနာစုဝတော်ပူရှာပဲဒါနဲ့ဘုရားရဲ့ခင်ရနဲ့အနိုင်ယူရမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်အလုံးနဲ့ဘုရားရဲ့ခင်မိမိတို့စက်ကပ်ထားတဲ့ဘဝကိုဆုံးခန်းတိုင်အောင်စက်ကပ်လို့တော့ပြီးစေပတိစေဘူးအထူးအားပြီးခြင်းပါနာစုမွေရဲ့ဦးကောင်းကိုနင်းချီခဲ့တဲ့မေတော်မာရိယကိုအာဟုပြီးတော့စေပတိစိတ်မှတာလျင်ကျွန်တော်တို့ဤစင်ကြုံတွေ့ရတဲ့နောက်ဆက်ခြင်းအခြားမပြောပါနဲ့တော့ဟိုပိုက်ဆံတို့ပြီးသားနောက်ဆက်ပြောနဲ့တယ်လီဖုန်းနောက်ဆက်ခြင်းဟိုကကျွန်တော်တို့ကအဲ့ရနူရဲ့ message တွေလိုက်ရှာတဲ့လူတွေလည်းရှိတယ်ဆရာတော်လည်းပါပါနေနေပဲအဲ့ဒါလည်းတတိထိုင်ကောင်းတာဟိုကျန်းစာလိုက်ရှာတာမဟုတ်ဘူးနေတော့ကိုရမလိုက်ရှာတာမဟုတ်ဘူးတယ်လီဖုန်းနည်းနည်းလေးနာစုကပါတယ်နာစုကပါတယ်ရပါတယ်ငါရဲ့လွတ်လပ်မှုပါဒီလွတ်လပ်မှုကိုဖ
hai chiếc lô để nát sửa và chào xe bóng lá đã cho mẹ rồi với cùng như sống mà mù mày ya bên này đó mà nghe sản bên này đó chứ nó rồi ok xin hà đó mi còn thôi sẽ xí mẹ mẹ nói thêm mà cũng thi đó mua con người ta đi cho nó được giá nguồn phiền phi này đó mẹ phi bà đấy bà mang cháu xem xí bảo su đông giá bảo số khai yong đây tại đây ga đi tại đây mi thôi mi từ về mi ở trên đó cả tuần này vi để chỉ mi ta bi hoàn này hết assess dùng chi chen thu được hết mê đó của ta chỉ nhiều của tuần này vi là chỉ nó lúc cả này công ty sẽ đi cả này ba la tu miền này mà dùng chi đi để tu để tu ba thắt sen dùng chi chen mi qua miền bi này chú sa cha ba मेरे पारमी कुतु रूपी से बड़ी से चिया फिर चूसा तो पीड़ा कुरो से यहाँ मुआ इलाज मुआ कृषि मुआ आमिर ने पैसे नहीं पीड़ा से में थाम्यों तो मुझे तखें कृतो हु अप्युं पाली ने चूसु चावासु मेरे ने तो प्यार के नाम को नहीं चावासु